ကျွန်တော်သိကျင်စိတ်နဲ့အပေါက်ထဲကိုငုံကြည့်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ကလုံးအေးဆက်သွားပြီးတော့အော်ဟစ်လိုက်မိပါတော့တယ်ဘာလို့လဲဆိုတော့အဲ့ဒီအမောင်မဲနေတဲ့အပေါက်ထဲကနေမျက်လုံးတစ်စုံကကျွန်တော်ကိုပြန်ပြီးတော့စိုက်ကြည့်နေတာကိုအနီးကပ်မြင်လိုက်ရလို့ပါပဲဒီဖြစ်ရက်ကကျွန်တော်အသက်6နှစ်အရွယ်မှာဖြစ်ခဲ့တာပါအဲ့ဒီတုန်းကမှတ်ဉာဏ်တွေကအခုထိကိုထင်းထင်းရှားရှားရှိနေတုန်းပါပဲကျွန်တော်ထက်2နှစ်ကြီးတဲ့အကိုတယောက်ရှိတယ်ဗျသူ့နာမည်ကိုကိုကျော်လင်းထွန်းလို့ခေါ်ပြီးတော့ကျွန်တော်တို့ကတော့ကျော်ကြီးလို့ပဲခေါ်ပါတယ်သူက8နှစ်ကျွန်တော်က6နှစ်ပေါ့ကျွန်တော်တို့အဖေကအရန်စီကန်းကြီးတယ်ဗျည8နာရီခွဲဆိုတာနဲ့အိပ်ရဝင်ရပြီမအိပ်ပဲစော့နေတာမိရင်တော့အဆူခံရမှာအသေးချပဲကျွန်တော်တို့နေတဲ့အိမ်က2ထပ်အိမ်ဗျကျွန်တော်နဲ့ကျော်ကြီးကအပေါ်တက်ကအခန်းကျယ်ကြီးထဲမှာအတူတူအိပ်ရပြီးတော့အဖေနဲ့အမေကတော့အောက်ထပ်မှာအိပ်ကြတာတညမှာတော့ကျွန်တော်အိပ်ပျော်နေတော့ကျော်ကြီးကကျွန်တော်ကိုအတင်းလှုပ်နှိုးတယ်ကျွန်တော်လည်းအိတ်ချင်မူတူနဲ့ဘာလဲကွာလို့ပြောမလို့လုံနေတော့မှသူကဗစက်ကိုလက်ညှိုးပိတ်ပြပြီးတူတူနေတေချာနားထောင်ကြည့်တဲ့ကျွန်တော်ငြိမ်ပြီးနားဆွင်းလိုက်တော့အောက်ထပ်ကနေမမေးအတန်ကိုကြားရတယ်ဗျဒါပေမဲ့တာမန်အော်ခေါ်တဲ့အတန်မျိုးမဟုတ်ဘဲနဲ့တူတူလေးနဲ့ခက်အုပ်အုပ်ခေါ်နေတဲ့အတန်မျိုးကျော်ကြီးမောင်ဆင်းလာခဲ့အောင်လေတဲ့ကျွန်တော်လည်းအမေခေါ်နေတာပဲကွာသွားကြရအောင်လို့ပြောပြီးတော့ထားမလို့လုံနေတော့မှပဲကျော်ကြီးကကျွန်တော်လက်ကိုအတင်ဆွဲထားတယ်မသွားနဲ့အဲ့ဒါမေမဟုတ်ဘူးတဲ့ကျွန်တော်ကလည်းစိတ်တူသွားတာပေါ့မင်းကလည်းငါ့ကို6မိနစ်နဲ့ခွာမေအတန်ပဲကိုလို့ပြန်ပြောလိုက်တယ်ဗျကျော်ကြီးကဒါဆိုမင်းတကားနာသွားပြီးတော့တေချာနားထောင်ကြည့်သူကအဲ့ဒါလိုပြောတာနဲ့ကျွန်တော်လည်းအိတ်ခမ်းတကားနာကိုသွားကတ်လိုက်တယ်ကျွန်တော်တို့အိတ်ခမ်းတကားရဲ့အပြင်ဘက်မှာကဂရန်တာလေးရှိပြီးတော့အောက်ထပ်ကိုဆင်းတဲ့လှေကားတကားရှိပါတယ်ကျွန်တော်တကားနာမှာနားကတ်လိုက်တော့အတန်ကပိုရှင်းလာတယ်ဗျကျော်ကြီးမောင်သားတို့ဆင်းလာခဲ့ကျွန်တော်လဲကျော်ကြီးကိုမေပဲဟာကိုကွာသူပြန်သွားပြီထင်တယ်လို့ပြောပြီးတော့လှေကားစီသွားတဲ့တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်အတန်မထွက်အောင်ဂရုစိုက်ပြီးတော့တကားကြကနေအောက်ထပ်ကိုငုံကြည့်လိုက်တဲ့အခါလှေကားရင်းမှာအမျိုးသမီးတယောက်ရက်နေတာကိုအတိုင်းသာမြင်လိုက်ရတယ်ဗျအမောင်ထဲမှာမို့လို့ရုပ်ကိုတေးသေးချာချာမမြင်ရပေမဲ့အရေးအယောင်ရဆိုရင်တော့မေနဲ့ဆင်းတယ်လို့ပါပဲဒါပေမဲ့ကျွန်တော်ရင်ထဲမှာတခုခုမှားနေပြီဆိုတာချက်ချင်းခံစားလိုက်ရတယ်အဲ့ဒီမျိုးသမီးကကျွန်တော်ကိုမြင်သွားတယ်ဗျသူကမော့ကြည့်ပြီးတော့သားလေးဆင်းလာခဲ့အောင်လေလို့ပြောလိုက်တယ်ဗျအဲ့ဒီအတန်ကိုကြားလိုက်ရတဲ့ခဏမှာပဲကျွန်တော်တို့ကလုံးကြက်သိန်းကြီးထားသွားပြီးတော့ဒါမေမဟုတ်ဘူးဆိုတာသေချာသွားတယ်ကျွန်တော်လည်းတကားကိုချက်ချင်းပြန်ပိတ်ရောက်ချပြီးအခန်းထဲပြေးဝင်ကအိတ်ခန်းတကားကိုပါထပ်ပိတ်လိုက်တယ်ဗျကျွန်တော်ငိုပါလေရောဗျာကြော်ကြီးနဲ့ကျွန်တော်1 2 3ဆိုပြီးတော့အားရပါရအော်ဟစ်ပြီးတော့ကျမ်းမြင်ကိုစောင့်ကန်တော့တာပေါ့ခဏကြာတော့အောက်ထက်ကဖေနဲ့မေအပြေးလွှာတက်လာကြတယ်ဖေကတကားတွေဘာလို့ကြောက်ချထားတာလဲဆိုပြီးတော့အစကစိတ်တူနေတုံးပဲဗျကျွန်တော်တို့ငိုယိုပြီးပြောပြလိုက်တော့မျက်နှာပြတ်သွားတယ်မေကအောက်ထပ်မှာအိတ်နေတာလေတားတို့ကိုဘယ်တော့မှမခေါ်ဘူးလို့ပြောပြီးတော့ကျွန်တော်တို့ကိုဖတ်ထားပြီးတယ်ဗျဖေကတော့ချက်ချင်းပဲအောက်ထပ်ကိုဆင်းသွားပြီးတော့အိမ်နှံ့လိုက်ရှာတယ်ဘာမှတော့မတွေ့ဘူးဗျခဏနေတော့အိမ်ရှိမှရဲကားတစ်စီးရောက်လာတာကိုဗရင်ဘောက်ကနေမြင်လိုက်ရတယ်လူကြီးတွေကတော့အဲ့ဒါတခိုးဝင်တာပါလို့ပြောကြပေမဲ့ကျွန်တော်စိတ်ထဲမှာတော့တခုခုထူးဆန်းနေတယ်တခိုးဆိုရင်ကျွန်တော်တို့ညီအကိုကိုနာမည်တွေကိုဘယ်လိုလုပ်သိနေတာလဲနောက်ပြီးအဲ့ဒီအမျိုးသမီးကဘယ်လိုနီးနဲ့အိမ်ထဲကိုရောက်နေတာလဲအခုဒီကျွန်တော်လူကြီးဖြစ်တဲ့အထိမိဘတွေကိုပြန်ပြီးကြည့်တဲ့အခါသူတို့ကမမတ်မိတော့ဘူးလို့ပဲလွှဲဖယ်ပြောရကြတယ်ဗျဒါပေမဲ့ကျွန်တော်သိတာပေါ့သူတို့တခုခုကိုဖုံးကွယ်ထားကြတယ်ဆိုတာအဲ့ဒီညမှာလှေကားရင်းမှာရက်နေတဲ့အမျိုးသမီးကဘသူလဲဆိုတာကိုတော့ကျွန်တော်အတွက်ထာဝရပဟိတိပဲဗျာကျွန်တော်အသက်22နှစ်အရွယ်တုန်းကရန်ကုန်မြို့ကနာမည်ကြီးဖျားကျောင်းတစ်ခုနဲ့ကက်လေးမှာရှိတဲ့မူကြိုကျောင်းလေးတစ်ခုမှာအထွေထွေလှုပ်သားအဖြစ်အလုပ်ဝင်ခဲ့ဘူးတယ်ဗျ
ကျွန်တော်အလုပ်ကတော့ကျောင်းဝင်းထဲကအမိုက်တွေကိုသိမ်းပွဲလန်းသပိန်ရှိရင်ဇပွဲကလထိုင်းတွေဝိုင်းတယ်ပေးပြက်တာပြင်တာကအစားအကုန်လုံးရတာပါတခါတလေဆိုရင်ကျောင်းတကာဖွင့်တာနဲ့ပိတ်တာကိုပါကျွန်တော်ပဲတောင်းဝန်ယူရသေးတယ်ဗျအဲ့ဒီကျောင်းမှာကျွန်တော်အထက်ကအသက်ကြီးပြီးအလုသမားခေါင်းဆောင်ဥပိုရဲ့နှစ်ယောက်တည်းရှိတာဗျအလုကတော့တော်တော်လေးပင်ပန်းနေဗျဥပိုကအသက်ကြီးပြီဆိုတော့အိမ်ကိုစောစောပြန်လေးရှိပြီးတော့ကျောင်းတကာပိတ်တဲ့အလုပ်ကိုကျွန်တော်ပဲအမြဲလုပ်ရပါတယ်အဲ့ဒီနေ့ကတောက်ကြနေ့ဥပိုကတောက်ကြနေ့ဆိုအမြဲစောပြန်တာဆိုတော့ကျွန်တော်ကိုအလုပ်တွေမှားထားခဲ့တယ်ဟေ့ကောင်ထွန်းတရင်ကျုပ်အလှဆင်တဲ့ပစ္စည်းတွေအကုန်သိမ်းပြီးတော့မြေအောက်ခန်းထဲကတစ်တာတွေထည့်ထားလိုက်ပြီးရင်ခရစ်စမတ်အတွက်အလှဆင်မဲ့တစ်တာတွေကိုအပေါ်ထက်ကိုတည်တင်ထားလိုက်ဆီယာမတွေအလှဆင်ရအောင်လို့ပြောပြီးတော့သူကတော့ပြန်သွားတယ်ဗျညာ6နာရီခွဲလောက်ရှိနေပြီဗျကလေးတွေရောဆီယာမတွေရောအကုန်ပြန်သွားကြပြီအပြင်မှာလည်းမှောင်နေပြီဆိုတော့ကျွန်တော်ကျောင်းတကားတွေကိုအရင်ဆုံးလုံအောင်ပိတ်လိုက်တယ်တကြောင်လုံးမှာကျွန်တော်တယောက်ပဲရှိတော့တာပေါ့ကျွန်တော်လည်းမီးအိမ်တစ်လုံးဆွဲပြီးတော့မြေအောက်ခန်းထဲကိုဆင်းခဲ့တယ်ဒီမြေအောက်ခန်းကပစ္စည်းတွေတူလောင်တဲ့နေရာပါအထဲမှာခလီးစောတဲ့ပလတ်စတစ်ရှော့စီးခုံတွေခြေထောက်နဲ့နေမောင်းရတဲ့အယုတ်ကားလေးတွေအပြည့်ပါပဲမြေအောက်ခန်းကခေါင်မိုးကနှိမ့်နှိမ့်လေးပြကျွန်တော်ရက်က6ပေလောက်ရှိတော့တချို့နေရာတွေမှာခေါင်းမထိအောင်ကုန်းကုန်းပြီးတော့သွားနေရတယ်မိကလည်းတိတ်မလင်းဘူးတောင်းတွေမှာဆိုရင်တော့မှောင်မဲနေတာတရင်ကျုပ်ပစ္စည်းတွေထည့်ထားတဲ့တစ်တာတွေကိုမြေအောက်ခန်းထဲကိုတည်ချနေတုံးမှာပဲဟဲဟီအဲ့ဒါလို့ကလေးတယောက်ရဲ့ရေတံကိုတက်တက်လေးကြားလိုက်ရတယ်ဗျအတန်ကအုပ်အုပ်လေးဒါပေမဲ့ကျွန်တော်သေးသေးချာချာကိုကြားလိုက်ရတာကျွန်တော်သေလာတဲ့ပစ္စည်းကိုအသာချပြီးတော့ကျောင်းပေါ်တက်ကိုပြန်တက်ကြည့်တယ်အတန်းထဲတွေရောကလေးတွေကစားကွင်းတွေရောအိမ်သားတဲ့အထိပါလိုက်ရှာတယ်ဗျဘယ်သူမှမရှိဘူးဒါပေမဲ့အဲ့ဒီကလေးရေတံကခဏခဏပြေကြားနေရတော့မယ်နောက်ဆုံးကျွန်တော်မစစ်ရသေးတဲ့မီးအောက်ခန်းပဲကြံတော့တယ်ကျွန်တော်မီးအောက်ခန်းတကားနားမှာရက်ပြီးတော့နားဆွင့်နေတော့မှပဲအောက်ထဲကနေကြောက်ဆိုတဲ့အတန်တခုထက်ကြားရပြန်တယ်ဟေးဘယ်သူလဲဘယ်သူအောက်ဆင်းသွားတာလဲလို့អော်ပြီးတော့ကျွန်တော်အောက်ကိုပြေးဆင်းသွားလိုက်တယ်ခလေးတယောက်ရောက်ခိုးဝင်ပြီးတော့ပုံနေတယ်လို့ပဲထင်တာပေါ့မီးအောက်ခန်းထဲရောက်တော့ကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကကြောချမ်းစရာပဲဗျာခလေးစီးတဲ့အယုတ်ကားလေးတစ်စီးကတစုံတယောက်တွန်းလိုက်တယ်လို့မျိုးတပတ်လေပြီးတော့ရှေ့သွားတာကိုမြင်လိုက်ရတာကျွန်တော်ရက်ပြီးပပက်လက်ကိုကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးတိတ်ဆိတ်နေတာမှနားထဲမှာဥနေတာပဲဘယ်သူရှိလဲထွက်ခဲ့နော်လို့ခဏခဏអော်နေပြီမဲ့ဘာမှပြန်မထူးဘူးကျွန်တော်လည်းတစ်တာတွေကခလေးတယောက်ယောက်ပုံနေမလားဆိုပြီးတော့တခုချင်းစီကိုလိုက်ဖွင့်ကြည့်သေးတယ်ဗျဒါပေမဲ့တစ်တာအဖုံးကိုအပေါ်ကနေပြန်ပိတ်ဖို့ဆိုတာခလေးတယောက်အတွက်မဖြစ်နိုင်ဘူးလေအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အနောက်တက်ကနေဘုံဆိုတဲ့ပလတ်စတစ်တခုပြုတ်ကျတဲ့ကိုကြားလိုက်ရတယ်အဲ့ဒီနေရာမှာလေလည်းမတိုက်ဘူးဘာမှလည်းမရှိဘူးဗျကျွန်တော်နောက်ကိုယ်တော်လှည့်မကြည့်ရဲတော့ဘဲနဲ့အပေါ်ဓာတ်ကိုအမြန်ဆုံးပြေးတက်လာခဲ့တော့တယ်လှေကားထဲရောက်တော့မှအောက်ထဲကနေခလေးတယောက်တိုးတိုးလေးလေးတန်လေးနဲ့စကားပြောနေတဲ့အတန်ကိုထပ်ကြားလိုက်ရတာနဲ့တကားကိုဒုံကနေပိတ်ပြီးတော့ကျွန်တော်ချက်ချလိုက်တယ်ဗျကျွန်တော်ကြောက်လုံးလို့ဥပုစီကိုဖုံးဆက်တော့သူကမင်းခလေးရှိတယ်ထင်ရင်ရက်ခေါ်လိုက်တဲ့တကယ်တော့ကျွန်တော်သိတာပေါ့အောက်မှာရှိနေတာခလေးမဟုတ်ဘူးဆိုတာဒါပေမဲ့မစိတ်ဆေးပဲနဲ့အိမ်မပြန်ရဲတာနဲ့911ကိုဖုံးဆက်လိုက်တယ်ဗျရဲတွေရောက်လာပြီးမြေအောက်ခန်းထဲကိုဝင်ရှာကြတယ်ဘာမှမတွေ့ဘူးတစ်တာတွေရဲ့ခလေးကစားစရာတွေရဲ့ပဲရှိတာရဲတွေကတော့ကျွန်တော်ကိုအေးရေးပြက်လို့မျက်စိမှားတာပါဆိုပြီးတော့ပြန်သွားကြတယ်ဗျဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီညကမြင်ခဲ့ရတဲ့အယုတ်ကားလေးရွေသွားပုံနဲ့ခလေးရည်တန်ကိုဘယ်တော့မှမမေ့ဘူးအဲ့ဒီနောက်ပိုင်းခရစ်စမတ်တောင်မရောက်သေးဘူးကျွန်တော်အဲ့ဒီအလုပ်ကနေချက်ချင်းအလုပ်ထွက်လိုက်ပါတော့တယ်ဗျာကျွန်တော်ကရန်ကုန်မှာစောက်လို့ရေးအလုပ်ကိုလုပ်ကင်နေသူတယောက်ပါတနေ့ကုန်ပင်ပန်းလုပ်ရတဲ့အပြင်ညနေပိုင်းဆိုရင်လည်းဂျင်းသွားလေးရှိတော့
အိမ်ပြန်ရောက်ရင်လူကတော်တော်လေးကိုနွမ်းနေပါပြီကျွန်တော်ရဲ့တိုက်ခန်းလေးမှာကျွန်တော်တယောက်တည်းပဲနေတာပါအဲ့ဒီညကအလုတ်ကောချင်ကောပြီးလို့အိမ်ပြန်လာတော့ညစာချက်ဖို့တော့အင်အားမရှိတော့တာနဲ့လမ်းမှာမာလာရှန်ကိုတပွဲဝယ်လာခဲ့တယ်ဗျအိမ်ရောက်တော့အေကန်ကဆိုပါပေါ်မှာပြစ်လဲပြီးတီဗီကြည့်ရင်နဲ့စားလိုက်တာပင်မလွန်းတော့ဆိုပါပေါ်မှာတင်အိပ်ပျော်သွားတယ်ည7 နာရီလောက်ရောက်မှကျွန်တော်နိုးလာတော့တီဗီကတကြီးကြီးနဲ့ဖြစ်နေပြီဆိုပါပေါ်မှာအိပ်ရတာစိမ်မရှိပေမဲ့မျက်မှန်မချွတ်ရသေးတာရေမျက်ကပ်မှန်တထားတာရေကြောင့်အိမ်သားထဲဝင်မျက်ကပ်မှန်ချွတ်မျက်နှာတစ်ပြီးအိတ်ခမ်းထဲသွားဖို့အလုံးမှာအိတ်ခမ်းထဲကနေတစုံတစ်ယောက်ကကျွန်တော်နာမည်ကိုခေါ်လိုက်တဲ့အတန်ကြားလိုက်ရတယ်ဗျအောင်ကြီးအတန်ကမိန်းကလေးအတန်ဗျခက်အေးပဲကျွန်တော်ချက်ချင်းတောင့်ခဲသွားတယ်ဟာဘသူလဲဆိုပြီးတော့အိတ်ခမ်းမီးကိုဖွင့်လိုက်ပြီးမဲ့မျက်ကပ်မှန်ချွတ်ထားတော့အရာအလုံးကဝေဝါးနေတယ်မေလားလို့လှမ်းမိပေမဲ့ဘာမှပြတ်မထူးဘူးကျွန်တော်တိုက်ခန်းကအကျယ်ကြီးမဟုတ်ပါဘူးမိဖို့ကြောင့်နဲ့အိတ်ခမ်းကတွဲလျက်ပြီးတော့အိတ်ခမ်းတစ်ခန်းနဲ့အိမ်သားတစ်လုံးပဲရှိတာပုံနေစရာလည်းမရှိပါဘူးကျွန်တော်လည်းငါပင်ပန်းလို့နားထဲမှာကြားရောက်တာဖြစ်မှာပါလို့ကိုညာပြီးတော့အိတ်ခမ်းနဲ့ကဇပွဲတင်ကုန်ပေါ်မှာတင်ထားတဲ့မျက်မှန်ကိုသွားယူလိုက်တယ်မျက်မှန်တက်ပြီးတိုက်ခန်းအနှံ့ပြန်ရှာတယ်ဘယ်သူမှမရှိဘူးစိတ်အေးသွားအောင်မမေကိုဖုံးဆက်ကြည့်တော့မမေကအိတ်တောင်နေပြီဗျအဲ့ဒါနဲ့ကျွန်တော်လည်းအိတ်ရတဲ့ဝင်ပြီးတော့အိတ်ဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့စောစောကအတန်ကြောင့်စိတ်ကမအေးဘူးဖြစ်နေတာပေါ့မိကနေဖြစ်သွားတဲ့အချိန်မှာအိတ်ခမ်းတော့မှတင်မိန်းကလေးအတန်နဲ့ကျွန်တော်နာမည်ကိုထပ်ခေါ်ပြန်နေဗျအောင်ကြီးဒီတခါတော့အတန်ကအဝေးကမဟုတ်ဘူးအိတ်ခမ်းတွေကပဲကျွန်တော်လမ်းဖြတ်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ကရင်ချင်းကနေ2 ပေလောက်အကွာမှာအရက်ရှည်ကြီးနဲ့လူတံအမဲရောင်အဆူဝေးကြီးမတ်တက်ရက်နေတာကိုမြင်လိုက်ရတယ်။သပင်တွေကဖားလာကျနေပြီးသူ့ရဲ့မျက်နှာသွင်းပြီးပုံမှန်ပြက်ဖြစ်နေတယ်လို့ပဲဗျ။ကျွန်တော်သွေးပြက်သွားပြီးတော့အတန်ကုန်အော်ဟေးလိုက်မိတယ်။မျက်မှန်နဲ့မိခလုတ်ကိုအတင်းဆန်းရင်းနဲ့ဇပွဲတင်မိအိမ်ကိုတောင်တိုက်ချမိသွားတယ်။မီးလင်းလာတဲ့အချိန်မှာတော့ဘာမှမရှိတော့ဘူးဗျ။ကျွန်တော်တညလုံးမျက်မှန်တက်ပြီးတော့ကရင်အောက်ဗီဒီယိုတွေကအစားအကုန်လိုက်ရှာပြီးမဲ့ဘသူမှမရှိဘူးအဲ့ဒီညကတော့မိုးလင်းတဲ့အထိမျက်လုံးအပြူသားနဲ့စောင့်နေလိုက်ရတော့တယ်အခုထိလည်းဘသူကိုမှတေးသေးချာချာမပြောပြရဲဘူးလူတွေကကျွန်တော်ကိုစေးသုံးထားတာလားအိမ်မက်မက်တာလားလို့ထင်ကြမှာစိုးလို့လေဒါပေမဲ့ကျွန်တော်တေချာပေါက်တိရတခုကတော့အဲ့ဒီညကအဲ့ဒီအရာဟာကျွန်တော်အိတ်ခမ်းထဲမှာတကယ်ရှိနေခဲ့တာပါဗျကျွန်တော်အသက်28နှစ်အရွယ်မှာအခုဖြစ်သူဇေယျနဲ့အတူအိမ်တစ်လုံးငှားနေကြတယ်ဗျကျွန်တော်ဘဝမှာထူးထူးခြားခြားတရေ6တာမျိုးတစ်ခါမှမကြုံဘူးခဲ့ပေမဲ့အဲ့ဒီအိမ်ကိုရောက်ပြီးတော့တပတ်လောက်မှာတော့ဘလို့မှရှင်းပြလို့မရတဲ့ကိစ္စတွေစဖြစ်လာတော့တယ်ဗျအဲ့ဒီညကပုံမှန်အတိုင်းပါပဲကျွန်တော်မိဖို့ကြောင့်မှပကံစေးနေတော့ဝုံဂလောက်ဆိုတဲ့အတန်ကြီးနဲ့အတူပလတ်စတစ်ခွက်တစ်ခွက်ကျမ်းမြင့်မော်ကိုပြုတ်ကျလာတယ်လှည့်ကြည့်လိုက်တော့ဗီဒီယိုပေါ်မှာတင်ထားတဲ့ကျွန်တော်ရဲ့ပလတ်စတစ်ခွက်အပြာလေးဗျခွက်ကအထဲမှာဘာမှမရှိဘဲနဲ့မတ်တက်လေးတင်ထားတာလေးလည်းမတိုက်ဘဲနဲ့ဘလို့အားနဲ့ပြုတ်ကျလာတယ်လဲဆိုတာစဉ်းစားလို့မရဘူးကျွန်တော်လည်းဘာမှမတွေးဘဲနဲ့ခွက်ကိုပြန်တင်လိုက်တယ်ဗျအဲ့ဒီညအိယာဝင်တော့ဗတင်းမောက်လိုက်ကာတွေအကုန်လိုက်ပိတ်တာတောင်မှအပြင်ကနေထူးဆန်းတဲ့အလင်းရောင်ဖြော့ဖြော့ကြီးလိုက်ကာဂျာကနေတိုးဝင်နေတာကိုတတိထားမိတယ်ကြည့်ရတာလမ်းမီးတိုင်အသေးလဲထားတာဖြစ်မှာပါလို့ခုဘာသာကိုတွေးပြီးတော့ဇိန်နဲ့အိပ်ပျော်သွားခဲ့တယ်ဗျနောက်တစ်နေ့မှာတော့ရန်ကုန်မှာမိုးကတော်တော်သဲနေတယ်ဇီယာကအလုပ်သွားတော့အိမ်မှာကျွန်တော်တယောက်တည်းပေါ့မိုးကြိုးပြည့်တန်တွေကြောင့်အိမ်ကြီးကတုန်ခါနေတော့မီးဖို့ကြောင့်လည်းကနေဂလောက်ဘုံဆိုတဲ့အတန်ထက်ကြရပြန်တယ်သွားကြည့်တော့ကိုပလတ်စတစ်ခွက်အပြာလေးပဲဗျအောက်ကိုထပ်ပြုတ်ကျနေပြန်ပြီကျွန်တော်နည်းနည်းတော့ကြောက်လာပြီခွက်ကိုကောင်တာပေါ်မှာပဲတင်ထားလိုက်ပြီးတော့မီးဖို့ကြောင့်မှရက်နေတော့အပေါ်တက်ကနေကြွီကြွီဆိုတဲ့ကျမ်းပြင်မြည်တံကိုကြားလိုက်ရပြန်တယ်အဲ့ဒီအပေါ်တက်ကကျွန်တော်အိတ်ခမ်းပဲရှိတဲ့နေရာဗျဇေယ
မင်းပြန်ရောက်ပြီလားလို့အော်မေးပြီမဲ့ဘာမှပြန်မထူးဘူးအိမ်မှာဘယ်သူမှမရှိတာသေချာပြီမဲ့စိတ်အေးသွားအောင်အပေါ်တက်ကိုတက်ဆစ်မိတယ်အခန်းထဲမှာရောဗီဒီယိုထဲမှာရောဘာမှမရှိဘူးဗျမိုးကြိုးတန်ကြောင်အိမ်တုံပြီးတော့ကျမ်းမင်ကမိတာပဲဖြစ်မှာပါလို့တွေးပြီးတော့အောက်ကိုပြန်ဆင်းလာခဲ့တယ်ဗျညပဲဇီယာပြန်ရောက်လာတော့ကျွန်တော်ကြုံခဲ့ရတာတွေကိုပြောပြပြီးမဲ့သူကတော့တိတ်ယုံမှုမရဘူးမင်းစိတ်ထင်လို့ပါကွာလို့ပြောပြီးတော့သူကအိတ်သွားတယ်ဗျညတကောင်မနေ့2 နာရီလောက်မှာကျွန်တော်ထပ်ပြီးတော့နိုးလာတယ်အခန်းထဲမှာမှောင်မဲနေတော့ဗြဒင်းမောင်မှန်ပေါ်မှာတောက်တောက်တောက်ဆိုပြီးတော့လက်ချောင်းလေးတွေနဲ့လာခောက်တန်ကိုတဲတဲကွယ်ကွယ်ကြားလိုက်ရတယ်ဗျကျွန်တော်ရင်ထဲဒိန်းဒိန်းနဲ့ဖြစ်သွားတယ်ဘသူကဒီအချိန်ကြီးလာခောက်တာလဲပြီးတော့တခုသတိထားမိတာကကျွန်တော်အခန်းကအိမ်ရဲ့ဒုတိယထပ်မှာဗျအပြင်ဘက်မှာဝရန်တာလည်းမရှိဘူးခိုင်ခိုင်မာမာရက်စရာနေရာလည်းမရှိဘူးလူတယောက်အနေနဲ့ဒုတိယဗျဒင်းပေါက်ကိုလာခောက်ဖို့ဆိုတာလေကားအရှိကြီးမပါဘဲနဲ့မဖြစ်နိုင်ဘူးလေဗျာကျွန်တော်ကြောက်ကြောက်နဲ့လိုက်ကာကိုဆွဲဖွင့်ကြည့်လိုက်ပြီမဲ့အပြင်မှာဘာမှမရှိဘူးအမောင်တူကြီးပဲရှိတာကျွန်တော်လည်းမနေရတော့တာနဲ့ဈေးရအခန်းထဲပြေးဝင်ပြီးတော့အဲ့ဒီညကတော့ညီကို2 ယောက်တခန်းနဲ့အိတ်လိုက်ရတယ်ဗျအခုဆိုအဲ့ဒီအဖြစ်ဖြစ်ခဲ့တာ3 ပတ်လောက်ရှိပါပြီနောက်ထပ်တော့ဘာမှထပ်မဖြစ်တော့ပါဘူးဒါပေမဲ့အဲ့ဒီညကဒုတိယထက်ဗျဒင်းဘောက်ကိုလက်ချောင်းလေးတွေနဲ့လာခောက်ခဲ့တဲ့အရာကဘာလဲဆိုတာကိုတော့ကျွန်တော်အခုထိအဖြေရှာလို့မရသေးပါဘူးဗျာဒါကတော့ကျွန်တော်ရန်ကုန်ကနေဘေးဘက်ကိုကားနဲ့ခရီးထွက်တုန်းကကြုံခဲ့ရတာပါခရီးကတော်တော်ဝေးတော့လမ်းတစ်ဝက်မှာညှိနှံ့သွားလို့လမ်းဘေးကတဲခုကန်တစ်ခုမှာဝင်းအိတ်ဖို့ဆုံးဖြတ်လိုက်တယ်ဗျအဲ့ဒီတဲခုကန်ကအဝေးပြေးလမ်းမကြီးဘေးကတောအုပ်တစ်ခုနားမှာရှိပြီးတော့တော်တော်လေးဟောင်းနှွမ်းနေတယ်ပါကင်မှာလည်းကား2 စီးပဲရှိတာလူသူကင်းဝေးပြီးတိတ်ဆိတ်နေလွန်းနေဗျအဲ့ကျူကောင်းတာကအမျိုးသမီးကလည်းစိတ်ရုပ်တူးလိုပဲဘာခံစားချက်မှမရှိသလိုနဲ့သူ့အလုပ်သူလုပ်နေတယ်ဗျအခန်းထဲကဆိုဖာတွေနန်းရဲကက်စက်ကူတွေကလည်းဟိုးခေဟောင်းကပစ္စည်းတွေအတိုင်းပဲအယောင်တွေလွင့်ပြီးတော့ဖုံနှန်းတွေရနေတယ်ကျွန်တော်လည်းနောက်နေခီးဆက်ရမှာမို့လို့စိန်ခံဖို့တဲ့အိပ်ရရင်ပြီးရောဆိုတဲ့စိတ်နဲ့ပဲအခန်းကိုယူလိုက်တယ်ဗျညတကောင်12 နာရီနီးပါးလောက်မှာတောက်ဆိုပြီးတော့ကျွန်တော်အခန်းတကားကိုလာခောက်တန်ကြားလိုက်ရတယ်ကျွန်တော်နိုးသွားပြီးတော့တကားပေါက်ကမှန်ဘလူးကနေကြည့်လိုက်တယ်ဗျဒါပေမဲ့ဘာမှမမြင်ရဘူးမှောင်မဲနေတယ်တစုံတစ်ယောက်ကမှန်ဘလူးကိုလက်နဲ့ပိတ်ထားသလိုမျိုးပဲဗျတကားအောက်ကခြေအရိပ်ကိုကြည့်တော့လေဘာမှမရှိဘူးကျွန်တော်လည်းတကားကိုအသာလေးဟာကြည့်လိုက်တော့ဇင်းကြံလမ်းမှာဘယ်သူမှမရှိဘူးဗျကျွန်တော်လည်းတယောက်ရောက်နောက်တာနေမှာပါဆိုပြီးတော့တကားကိုကြောက်ချပြီးတော့ပြန်အိပ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ခဏနေတော့တောက်ဆိုပြီးတော့ထက်ခောက်ပြန်ရောဒီတခါမှန်ဘလူးကနေကြည့်လိုက်တော့ဇင်းကြံလန်းကိုရှင်းလင်းမြင်ရတယ်ဒါပေမဲ့ဘယ်သူမှမရှိဘူးကျွန်တော်တော်တော်လေးစိတ်တူသွားပြီးတော့အောက်ထက်ကအဲ့ကျိုစီဆင်းသွားခဲ့တယ်ဗျကျွန်တော်အခန်းကိုတယောက်ယောက်လာခောက်နေတယ်ကင်မရာစစ်ပေးပါအောင်လို့ပြောတော့အဲ့ဒီအမျိုးသမီးကကျွန်တော်ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေတယ်ဗျဇင်းကြံလန်းမှာကင်မရာမရှိဘူးရှင်ဒီညဒီဟိုတယ်မှာရှင်နဲ့နောက်ထပ်ဧည့်သည်တယောက်ပဲရှိတာလို့သူကကျွန်တော်ကိုအေးအေးဆေးဆေးလေးပြန်ပြောတယ်သူ့ပုံစံကကျွန်တော်ကိုကူညီကျင်စိတ်လုံးဝမရှိတဲ့အပြင်တခုခုကိုသိနေတယ်လို့မျိုးကြီးပြကျွန်တော်လည်းဘာမှဆက်မပြောတော့ဘဲနဲ့အခန်းကိုပြန်လာခဲ့တယ်စိတ်အေးတော့အောင်နှချက်တက်ပြီးတော့ယူကျူးကအိပ်ပျော်စေတဲ့တေးဂီဓာတ်တွေကိုနားထောင်ရင်းနဲ့အိပ်ဖို့ကျွန်တော်ကြိုးစားလိုက်တယ်နှချက်ထဲကတချင်းတန်ကြောင်အပြင်ကအတန်တွေကိုတော့မကြားရတော့ဘူးပေါ့ခဏနေတော့ကျွန်တော်မျက်လုံးပွင့်လာတယ်အခန်းထဲမှာမှောင်နေပြီမဲ့လာရောင်ချောင်းဒေါင်းတနေရာကိုမြင်နေရတယ်အဲ့ဒီမှာတင်ကျွန်တော်တို့ကိုယ်လုံးတောင်ခဲသွားတယ်ဗျအခန်းနောက်မှာအရက်10 ပေလောက်ရှိတဲ့လူသဏ္ဍာန်ကြီးတစ်ခုမတက်ရက်နေတာဗျသူကောင်းကမျက်နှာကျက်နဲ့ထိနေတယ်ကျွန်တော်သွေးပြက်သွားပြီးတော့မိခလုတ်ကိုအမြန်ဆန်းပြီးတော့ဖွင့်လိုက်တော့ဘာမှမရှိဘူးငါမျက်စိမှားတာပါလို့ကိုအားပေးပြီးတော့မီးပြန်ပိတ်လိုက်တယ်ဒါပေမဲ့2 မိနစ်တောင်မကြာဘူးဗျအဲ့ဒီအရေးကြီးကအခန်းတောင်မှပြန်ပေါ်လာတယ်
ဒီတစ်ခါတော့ကျွန်တော်တေးသေးချာချာစိုက်ကြည့်နေတယ်အဲ့ဒီရေးကြီးရဲ့လက်မောင်းရှိရှိကြီးကလှုပ်ရှားနေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ဘာမှမစင်စားနေတော့ဘဲနဲ့ကျွန်တော်ပစ္စည်းကိုစက္ကန့်ပိုင်းအတွင်းသိမ်းပြီးတော့အခန်းထဲကနေထွက်ပြေးလာခဲ့တော့တယ်အောက်ထပ်ရောက်တော့အဲ့ကျိုအမျိုးသမီးကိုတော့ပြစ်ပေးပြီးတော့ကျွန်တော်အခုချက်ချင်းထွက်သွားတော့မယ်လို့ပြောခဲ့တယ်ဗျသူကတော့ဘာမှပြန်မပြောဘဲနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတုံးပဲကျွန်တော်အဲ့ဒီတဲခုခန်းကနေကားကိုအရှိန်နဲ့မောင်းထွက်လာခဲ့ပြီးတော့နောက်ထပ်လူစီကားတဲ့မျိုးတွေကဟိုတယ်တစ်ခုရောက်တဲ့အထိကားကိုမရက်ဘဲနဲ့မောင်းခဲ့ပါတော့တယ်အခန်းထဲမှာကျွန်တော်နဲ့အတူရှိနေခဲ့တဲ့အရက်ဆဲပြီးကျော်တရဝါကြီးကဘာလဲဆိုတာကိုတော့ကျွန်တော်အခုထိတွေးမရသလိုထက်လဲမကြုံကျင်တော့ပါဘူးဗျာကျွန်တော်ငယ်ငယ်ကမိသားစုအခြေအနေတိတ်မကောင်းတော့မေမေကသားသမီး၄ယောက်လုံးကိုတယောက်တည်းရုန်းကန်ကျွေးမွေးခဲ့ရတာပါကျွန်တော်ကအငယ်ဆုံးဆိုတော့အိမ်ရဲ့အခန်းအကျဉ်းဆုံးလေးမှာနေရတယ်ဗျကျွန်တော်ခင်ကအိမ်ခန်းနဲ့ကက်လျက်မှာရှိပြီးတော့တစ်သားကြမ်းခင်းတဲ့အခန်းလေးပါအဲ့ဒီခန်းရဲ့ထူးခြားချက်ကကျမ်းပြင်တောင်းနှစ်ဖက်မှာလေဝင်လေထွက်ကောင်းအောင်လုပ်ထားတဲ့တန်စကာအပေါက်ကလေးတွေရှိတာဗျအခန်းကအရန်ချင်းတော့ကျွန်တော်ကရင်ကအဲ့ဒီအပေါက်နားတွေအထိရောက်နေတာပေါ့အဲ့ဒီတုန်းကကျွန်တော်အသက်73နှစ်လောက်မှာတညမှာအခန်းထဲမှာစပွဲမရှိလို့ကရင်ပေါ်မှာမှောက်ပြီးတော့အိမ်စာလုပ်နေတော့ဟီဟီဟဲဟဲအဲ့ဒါလို့ခလေးတယောက်ရဲ့ရေတံကိုကြားလိုက်ရတယ်ဗျကျွန်တော်လည်းအခန်းပြင်မဲ့ထွက်ပြီးတော့ဧကန်းနဲ့မီးဖို့ကြောင်မှာလိုက်ကြည့်တယ်အကိုတွေအမတွေကအပေါ်ရက်မှာအကုန်လုံးအိယာဝင်နေကြပြီငါ့ကိုတယောက်ယောက်နှောင်းနေတာလားလို့တွေးမိပြီမဲ့ဘသူမှမရှိဘူးဗျကျွန်တော်လည်းစိတ်ထဲမှာငါနားချမှတာဖြစ်မှာပါလို့တွေးပြီးတော့အခန်းထဲကိုပြန်ဝင်ပြီးတော့အိမ်စာဆက်လုပ်နေလိုက်တယ်ဗျဒါပေမဲ့ခဏကြာတော့ပို့ပြီးတော့တဲတဲကွယ်ကွယ်ကြားရပြန်တယ်ဒီတစ်ခါတော့ရိုးရိုးရဲတံမဟုတ်ဘဲနဲ့တူတူလေးခိုးရင်နေတဲ့အတန်မျိုးအတန်ကအခန်းအပြင်ကလာတာမဟုတ်ဘဲနဲ့အခန်းထဲမှာနေရှိနေတယ်လို့ပဲဗျကျွန်တော်အိမ်စာလောက်တာရက်ပြီးတော့ငြိမ်ပြီးတော့နားဆွင့်နေလိုက်တယ်အတန်ကအခန်းတောင်းကလာတာဗျကျွန်တော်ဂရင်ဘော်ကဆင်းပြီးတော့အတန်လာရကျမ်းမြင်တော့ကလေဝင်လေထွက်တန်စကားအပေါင်နားကိုကတ်သွားလိုက်တယ်ကျွန်တော်ကျမ်းမြင့်မော်ဒူးထောက်ချလိုက်ပြီးတော့အပေါင်နားကိုနားကတ်လိုက်တဲ့အချိန်မှာတော့အတန်ကချက်ချင်းတိတ်သွားတယ်9စက္ကန့်လောက်ငြိမ်နေပြီးတဲ့နောက်မှာတော့ကျွန်တော်သိကျင်စိတ်နဲ့အပေါက်ထဲကိုငုံကြည့်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တကူလုံးအေးဆက်သွားပြီးတော့အော်ဟစ်လိုက်မိပါတော့တယ်ဘာလို့လဲဆိုတော့အဲ့ဒီအမောင်မဲနေတဲ့အပေါက်ထဲကနေမျက်လုံးတစ်စုံကကျွန်တော်ကိုပြန်ပြီးတော့စိုက်ကြည့်နေတာကိုအနီးကပ်မြင်လိုက်ရလို့ပဲဗျကျွန်တော်အတန်ကုန်អော်ပြီးတော့မမေစီကိုပြေးသွားခဲ့တယ်မမေလည်းလန်နိုးလာပြီးတော့ကျွန်တော်အခန်းထဲကိုလိုက်ကြည့်ပေးပေမဲ့အဲ့ဒီအချိန်မှာတော့ဘာအတန်ဘာမျက်လုံးမှမရှိတော့ဘူးဗျမမေကတော့ကျွန်တော်ကိုအေးအေးပြက်လို့စိတ်ချောက်ချတာပါလို့ပြောပေမဲ့ကျွန်တော်ကတော့အဲ့ဒီအခန်းထဲမှာလုံးဝပြင်မအိပ်ရဲတော့ပါဘူးဗျနောက်ဆုံးတော့ကျွန်တော်အမေခန်းထဲမှာပဲတပတ်လောက်လိုက်အိပ်ခဲ့ရတယ်ဗျအဲ့ဒီနောက်ပိုင်း၄နှစ်လောက်အဲ့ဒီအိမ်မှာဆက်နေခဲ့ပြီမဲ့အဲ့ဒီအခန်းထဲမှာတော့ညဘက်ဆိုရင်လုံးဝတယောက်တည်းမနေရဲတော့ပါဘူးအခုထိလေအဲ့ဒီညကအပေါက်ထဲကနေကျွန်တော်ကိုစိုက်ကြည့်နေတဲ့အဲ့ဒီမျက်လုံးတွေကိုမြင်အောင်မိတိုင်းကြောက်မိနေတုံးပါပဲဗျာအဲ့ဒါလူလားနာနာဘာဝလားဆိုတာကိုတော့အခုထိအဖြေရှာလို့မရခဲ့ပါဘူးဗျာကျွန်တော်ရဲ့တငယ်ချင်းများအားလုံးပဲကျွန်တော်အခုတင်ဆက်ပေးလိုက်တဲ့ဇလန်းလေးတွေကတော့တကယ့်ကိုနာနာဘာဝတွေရဲ့၆လံချင်းကိုခံရတဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတယ်ဗျာဒီလိုဖြစ်ရမှန်ဇလန်းလေးတွေကိုကျွန်တော် channel ကနေစင်ဆက်မပြတ်တင်ဆက်ပေးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လေးမလုပ်ရသေးတဲ့သူတွေရှိရင်လုပ်ပေးထားခဲ့ဖို့ပြောချင်ပါတယ်ဗျာကဲနောက်နေ့တွေမှာလည်းဘယ်လိုသူတွေရဲ့အတွေ့အကြုံလေးတွေလာအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာ